Israel နေပြီးတော့မှအီရန်ကိုတော်ကီပေါ့နော်တော်ကီဆိုတာတော်ကီမဟုတ်တော်ကြိုက်တဲ့တော်ကီလားတော်ကြိုက်လားဒီလိုလှုပ်လိုက်တဲ့အချိန်မှာလှုပ်လိုက်တာက USA ဒေါ်နယ်ထရန့် official ပြောတယ်နော်ဒီ White House ကနေပြီးတော့မှ social media အားလုံးကိုပြောတယ်သူတို့တကယ်လုံးဝပါဝင်မယ်ဒါဟာသူတို့ရဲ့လက်ချက်ဟုတ်တယ်သူလုပ်တယ်အဲ့လိုပြောတယ်နော်ခုနကတော့ကျွန်မဒီလိုသတင်းကြကြချင်းမှာ USA နဲ့ Israel ကနေပြီးတော့မှအီရန်ကိုဒီလိုလှုပ်လိုက်တာကိုကျွန်မတွေ့တယ်ချက်ချင်းသတင်းတင်တယ်ကျွန်မတနာရီတွင်ကြည့်တဲ့လူတသိန်းခွဲကျော်သွားတယ်အဲ့မှာကျွန်မကိုမေးထားတာပါလဲဆိုရင် major combat operation နဲ့အဲ့ဒါကဘာသိပဲလဲဆိုပြီးတော့အဲ့ဒါကကျွန်မကိုတမင်တကာမေးတာလားသိချင်လို့မေးတာလားမသိပေမဲ့ကျွန်မ positive ဘက်ကနေတွေးပြီးတော့ပြောပြပါမယ်အဲ့ဒါဘာလဲဆိုရင်ဒီလိုရေးရအရာရေချောင်းကနေရောကုန်းချောင်းကနေရောလေချောင်းကနေရောအပြည့်အဝကူညီပြီးတော့မှလုံးဝအပြည့်အဝကူညီပြီးတော့မှအတူတူရင်ဆိုင်သွားမယ်ဆိုတဲ့အသေးပဲပါအပြည့်အဝအင်အားသုံးမယ်လို့ပြောချင်တာနော်နည်းနည်းပါးပါးမဟုတ်ပါဘူးအပေါ်ယံလောက်ပဲကူညီတယ်မဟုတ်ပါဘူးအပြည့်အဝကူညီပြီးတော့လုံးဝပါဝင်သွားမယ်ဆိုတဲ့အသေးပဲပါကျွန်မအသေးစိတ်တည်းရပြောလို့ရှိရင်အတန်ပျောက်သွားမှာဆိုလို့ပြီးတော့နောက်တစ်ခုကလည်းအီရန်ဘက်ကနေပြန်လုပ်တယ်နော်ပြန်မလုပ်ဘူးတော့မထင်ပါနဲ့အီရန်ဘက်ကနေပြီးတော့မှအစ္စရေးကိုပြန်ပစ်တယ်ပြည်ရဲ့မြို့တော်ကိုလည်းသူတို့အရေးပေါ်နေရာထိကျင်းရတယ်ပြီးဂျေရုဆလင်ကိုလည်းသူတို့အရေးပေါ်အခြေအနေနဲ့သူတို့ကောက်ွယ်ပြီးတော့မှအပေါ်က drone တွေနဲ့ကောက်ွယ်နေတယ်လို့ပြောပါတယ်ပြီးတော့ဒေါ်နယ်ထရန့်လည်းပြောတယ်ဟုတ်တော့ USA ရဲ့သူရဲကောင်းတွေကိုဆုံးရှုံးရနိုင်တယ်ဒါတွေဟာဒီလိုနေရာမျိုးမှာဆိုရင်ဂျီဟာတွေကရင်ဆိုင်ရမှာပဲဆိုတဲ့ပုံစံမျိုးနဲ့ပြောတာပါပြီးတော့နောက်တစ်ခုကဒီနေ့သူတို့အစ္စရေးနဲ့ USA ပေါင်းပြီးတော့မှအီရန်ကိုဒီလိုလုပ်လိုက်တဲ့အချိန်မှာအီရန်ရဲ့ကာချုပ်ကြောက်ဆုံးနေဆိုတဲ့သတင်းကိုကျွန်မခုနကတော့ထည့်မပြောလိုက်တဲ့အကြောင်းထည့်ပြောတာပါထပ်ပြီးတော့မှနိုင်ငံ၃နိုင်ငံတို့အသားစိတ်ဝင်စားဖို့ကောင်းနေပါတယ်အီရန်ကိုရောရုရှားတွေသူ့ရဲ့မဟာမိတ်နိုင်ငံတွေတရုတ်တွေဘယ်လိုကူညီလာမလဲစိတ်ဝင်စားစရာရန်ကောင်းနေပါတယ်ထပ်ပြီးစိတ်ဝင်စားတော့သူများကျွန်မအကောင့်မှာပေါင်းမနေရသေးတာပေါင်းလင်းနေပြီးတော့သူများလည်းနေစေချင်နေဆိုရင် share ပေးကြပါ